အားလုံးပဲမင်္ဂလာပါ classic quantity quality shop ကနေပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီနေ့ကတော့ကျွန်တော်တို့စီမှာ aero shell ပေါ့နော် aero shell လက်ရှိဖြစ်ပါတယ်အသေးရောက်တာပေါ့နော်ကျွန်တော်တို့စီမှာအသေးရောက်တာပါဒါကတော့ကျွန်တော်တို့ဒီaero shell လေးကပေါ့နော်ကျွန်တော်တို့ဒီ US မှာရောက်တဲ့ aero shell ပေါ့နော် US မှာလုံးဝဒီမှာနော်ကျွန်တော်တို့ဒီအစီအပါရောက်ထားပါတယ်တစ်ထေပေါ်မှာ3,300ပေါ့နော်3,300ဖြစ်ပါတယ်အရန်ကိုအသားကောင်းပါနော်ဒီမှာနော်ကျွန်တော်ပြပြလိုက်ပါမယ်အနိကလေးပေါ့နော်အနိကလေးပြပြလိုက်ပါမယ်ဒီမှာနော်ဒါကတော့ဘာကတီနဲ့လာလဲဆိုတာက Liberty Classic Fade ပေါ့နော် Liberty Classic Fade ဖြစ်ပါတယ်ဒါလေးကတော့ဘာ size ဆိုတော့40နှစ်ပေါ့နော်40နှစ်ဖြစ်ပါတယ်သူကတော့ရင်40 648ထိပေါ့နော်ဝယ်လေးရပါတယ်ရင်46 48ထိဝယ်လေးရပါတယ်နော်ပြီးလို့ရှိရင်ဒီမှာနော်ကျွန်တော်အနိကလေးထပ်ပြပြလိုက်ပါမယ်ဒီမှာနော်သူကတော့ဒီUS မှာရောင်းရတာကတော့ဒီမှာနော်ဒီနားလေးမှာမြားလဲပါတာပေါ့နော်မြားလဲပါပါတယ်ဒီမှာနော်ခြေထိုးထားပြီးတော့မြားပါပါနော်ဒါကတော့လုံးဝ US မှာရောင်းရပါပေါ့နော်ဒီမှာဒါလည်းတစ်ထည့်ရပါပဲနော်ကျွန်တော်စီဒါကတော့ Liberty Classic ဖြစ်ပြတာလေနော် Liberty Classic ဖြစ်ပါတယ်အသားကလုံးဝရှင်မိုက်ပါနော်လုံးဝရှင်မိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရမယ်ဒီဇိုင်းလေးပြပေးလိုက်ပါမယ်နော်သူကတော့ဒီမှာနော်ကျွန်တော်ဒီရှိတဲ့ဟာပြပေးလိုက်ပါမယ်ဒီနားလေးမှာပေါ့နော်ဒီမှာသူကတော့ Manhattan Slim Fit ဆိုပြီးတော့ပါပါနော် Manhattan Slim Fit ဆိုပြီးတော့ပါပါတယ်သူကတော့ဘာ size ထိရလဲဆိုတာကတော့သူကရင်43ပါနော်ရင်43ထိရပါတယ်ဒီမှာနော်ရင်43ပါနော်ရင်43ပြပါတယ်လုံးဝရှင်မိုက်ပါနော်လုံးဝရှင်မိုက်ပါတယ်တစ်သေးက3,300ပေါ့နော်ဒါကတော့လုံးဝ US မှာရောင်းရတယ်ပေါ့နော် US မှာရောင်းရတာကျွန်တော်ရောင်းပေးတာဖြစ်ပါတယ်နော်ပြီးတော့ရှိရင်ဒါလည်း Liberty Classic Fit ပေါ့နော် Liberty Classic Fit ဆိုပြီးတော့ပါပါတယ်နော်ဒါကတော့အိမ်မှာဒီမှာနော်အိတ်ကလေးပါပါမယ်ဒီနားလေးမှာလည်းမြားပေါ့နော်ဒီမှာသူရဲ့ logo ပါပါတယ်နော်သူရဲ့ logo ပါပါတယ်လုံးဝရှင်မိုက်ပါနော်ဒါကလည်းလုံးဝရှင်မိုက်ပါတယ်3,300ပေါ့နော်ဘယ်မှမရပါဘူးကျွန်တော်တို့ classic authentic clothing shop မှာပဲရမှာဖြစ်ပါတယ်နော်ဒီရှင်းကျွန်တော်ပြပြလိုက်ပါမယ်ဒါကလည်းရပါမယ်နော်ဒါကလည်းဒီမှာစင်ဆွေးရောင်ပေါ့နော်စင်ဆွေးဖတ်ပါတယ်လုံးဝရှင်မိုက်ပါတယ်ဒီမှာနော်ဒါလည်းရပါမယ်နော်အသေးစိတ်ကတော့ base CBကျွန်တော်တို့ဒီ Viber ကနေပြီးတော့ဗောနော်10မိုင်အပ်ပြရပါနော်10မိုင်အပ်ပြရပါတယ်ဒါပြပြလိုက်ပါမယ်နော်သူကတော့ဒီ Liberty Classic Fit ပေါ့နော်သူလည်း Liberty Classic Fit ပါဒီမှာနော် Auto Press သူက Auto Press ဆိုပြီးတော့ပါပါတယ်နော် Auto Press ဆိုပြီးတော့ပါပါတယ်လက်တိုနဲ့ထည့်ရပါမယ်နော်လက်တိုကလည်းထည့်ရပါမယ်ဒီမှာနော်လက်တိုကလည်းထည့်ရပါမယ်ဒီမှာနော်ဒါလည်းလက်တိုပါဒါလည်းလက်တိုပါဒါလည်းထည့်ရပါမယ်နော်